အနိုင်ကျင့်သမားတစ်ယောက်ကလူငယ်တဦးကိုရုပ်တုနဲ့နောက်ကနေရိုက်လိုက်ပါတယ်။ဒါပေမဲ့ကျိုးပွဲသွားတဲ့ရုပ်တုကရွှေရောင်အလင်းထဲတစ်ခုအဖြစ်ပြောင်းလဲပြီးသူ့မျက်လုံးထဲဝင်ရောက်သွားခဲ့ပါတယ်။သတိပြန်ရလာတဲ့အခါသူဟာလူတွေရဲ့အဝတ်အစားကိုဖောက်မြင်နိုင်တဲ့ထူးခြားတဲ့မျက်လုံးစွမ်းအားကိုရရှိနေကြောင်းသိလိုက်ရပါတယ်။ဈေးရုံကဆင်းပြီးနောက်သူဟာရှေးဟောင်းပစ္စည်းဆိုင်မှာအလုပ်လုပ်စဉ်ကဝယ်ထားတဲ့ကြောက်တုံးတွေကိုစစ်ဆေးကြည့်ရာတန်ဖိုးကြီးကြောက်စိမ်းတစ်တုံးကိုတွေ့ရှိခဲ့ပါတယ်။အကျွေးဆက်ဖို့ပတ်စံလိုအပ်နေတဲ့အတွက်ကြောက်တုံးကိုဈေးကွက်သို့ယူသွားပြီးဖောက်ကြည့်ခိုင်းခဲ့ရာအရေးအသွေးမြင့်ကြောက်စိမ်းဖြစ်နေကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။သတင်းပြန့်နှံ့သွားပြီးဝယ်ယူလိုသူများကအပြိုင်ဆိုင်ဈေးခေါ်ကြရာနောက်ဆုံးမှာရှေးဟောင်းပစ္စည်းဆိုင်ရှင်မျိုးသမီးတဦးကဒေါ်လာ100 300ဖြင့်ဝယ်ယူသွားခဲ့ပါတယ်။သူမကလူငယ်ရဲ့ကြောက်မြတ်အကဲဖြတ်နိုင်စွမ်းကိုသဘောကျပြီးအတူလက်တွဲလုပ်ကိုင်ဖို့ကမ်းလှမ်းခဲ့ပါတယ်။ထို့နောက်လူငယ်ဟာကျင်စင်းရဲ့စွမ်းရည်ကိုစုပ်ယူနိုင်လာပြီးသူ့မျက်လုံးစွမ်းအားကပိုမိုတိုးတက်လာခဲ့ပါတယ်။အဆောက်အဦတစ်ဖက်ချမ်းကလူတွေကိုမြင်နိုင်ုံသာမကလူခန္ဓာကိုယ်အတွင်းပိုင်းအထိပါဖောက်မြင်နိုင်လာခဲ့ပါတယ်။ဒီနေ့မှာတော့လမ်းဘေးဆိုင်တစ်ဆိုင်ကကြောက်တုံးတစ်တုံးကိုသတိထားမိခဲ့ပါတယ်။ခွဲမျက်လုံးနဲ့စစ်ဆေးကြည့်ရာအတွင်းမှာအဆင့်မြင့်ကြောက်စိမ်းပါရှိနေကြောင်းတွေ့ရှိခဲ့ပါတယ်။ဆိုင်ရှင်နဲ့ဈေးစစ်ပြီးဒေါ်လာ3,300နဲ့ဝယ်ယူကဖောက်ကြည့်လိုက်တဲ့အခါအလွန်ရှားပါးတဲ့ display ထွက်ပေါ်လာခဲ့ပြီးလူတိုင်းအံ့ဩသွားကြပါတယ်။လူငယ်ကတော့နောက်တစ်ကြိမ်ကြီးမားတဲ့ချမ်းသာမှုကိုရရှိဖို့ခြေလန်းတလန်းထပ်မံနီးကပ်သွားပါတော့တယ်။